မိကုန်းနံပါတ်1ဘိုက်မှာပြင်ချက်တွေကိုကျိုးနဲ့ချီထားပြီးကိုဝေရှိတရားဟန်ဆောင်ကမြတ်စွာဘုရားရှင်ကိုဆွဆွဲခဲ့တဲ့စိန်စမာနာဝိကာကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားရှင်ကဘေဇတ်တော်ကိုဟောကြားတော်မူခဲ့ပါသလဲမိကုန်းနံပါတ်2ဘောဓိယာဇကုမာရသုတ်တံဒေသနာကိုမြတ်စွာဘုရားရှင်မြည်သည့်မြို့မြည်သည့်တောအုပ်တွင်ဟောကြားခဲ့ပါသလဲမိကုန်းနံပါတ်3ဂေါတမဘုရားလောင်းသည်ခေမမင်းဖြစ်ခဲ့၍ယဟန်ပြုကတဆူသောဘုရားရှင်ထံတွင်ဗျာဒိတ်ခံယူခဲ့သည်ဘယ်ဘုရားထံတော်မှာဖြစ်ပါသလဲမိကုန်းနံပါတ်4မြတ်စွာဘုရားရှင်လက်ထက်ကောသမီပြည်မှာထင်ရှားကြော်ကြားတဲ့တထေးကြီးတငယ်ချင်းသုံးဦးတို့ရဲ့အမည်ကိုဖော်ပြပါအခုကတော့ဒါသမီးလေးရဲ့ကိုပိုင်အေးအေးဆေးဆေးနဲ့မေကုန်း၄ခုစလုံးကိုကြည့်ရှုခြင်းဖြစ်ပါရဲ့ရှင်ချိန်10မိနစ်စတင်ပါပြီအချိန်10မိနစ်ပြည့်ပါပြီရှင်ဒါဆိုရင်တော့သမီးငယ်လေးဖြည့်ဆို့ရမယ့်ချိန်ကိုရောက်ပါပြီဒါဆိုရင်ဖြည့်ဆို့ချိန်10မိနစ်စတင်ပါပြီရှင်နံပါတ်1စိန်စမာနာဝိကာဆက်နံပါတ်2တာဝေချီမျိုးဣတိပနနာမိကရဝံတော်အုပ်နံပါတ်3ကာကုတန်မြတ်စွာဘုရားနံပါတ်4ဂေါရကတထေကုကုဒတထေပါရာရိကတထေโอเคသမီးလေးတို့လက်ခုပ်တန်လေးကြားပါရစေခင်ဗျာ